ဒီကနေ့အလှဒါယကဥဝင်းစောအလှဒါယကမဒေါခင်ဖုံးတင်တာလယရဏဖြစ်တဲ့မောင်သူရဝင်းစောသမိလယရဏဖြစ်တဲ့မဖုံးရတီဝင်းစောမိသားစုအပေါင်းသူတော်ကောင်းတို့ကရဟန်းကရှင်ပြုသီလရှင်ဝဲနာသအလှတော်မင်္ဂလာကောင်းမှုကုသိုလ်ကိုပြုလုပ်ခြင်းဖြစ်တယ်ပေါ့ရှင်ပြုအလှနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရဲ့သဘောထားလေးကိုသိပြီးတော့နားလည်ပြီးတော့ဒီကနေ့မြန်မာနိုင်ငံမှာဖြစ်နေတဲ့ရှင်ပြုအလှလေးတွေကိုနည်းနည်းလေးရှင်းပြီးတော့ကြည့်ရအောင်ဒီကနေ့မြန်မာနိုင်ငံမှာရှင်ပြုတွေကိုကြည့်လိုက်လို့ရှိရင်ဘာသွားတွေ့ရလဲဆိုတော့အဓိကကြတဲ့ရှင်ပြုဆိုတဲ့လုပ်ငန်းကဗราဏနေရာမရောက်ဘဲနဲ့မောင်ရှင်လောင်းလှဲ့တဲ့ဘက်ကိုတွားပြီးတော့ဥစားပေးတာကိုတွေ့နေရတယ်ခက်ပြောင်းသွားပုံလည်းပြောမလို့ပါနော်အလှနေကြတော့အလှတကာအလှမာတွေရောဆွေတွေရောမျိုးတွေရောပင်ပန်းပြီးတော့တရားကောင်းကောင်းမနာနိုင်တော့ဩဃာတဆိုတဲ့ငိုက်လာတယ်ဘာလို့ဆိုတော့မောင်ရှင်လောင်းလှဲ့တဲ့နေရာပင်ပန်းတာမောင်ရှင်လောင်းလှဲ့တဲ့နေကြတော့ဆင်းနေနေရောမြင်းနေနေရောလှဲတွေနေရောအပြိုင်ချကြတယ်နော်အဲ့ဒါလေးကမလို့ရဘူးတော့မဟုတ်ပါဘူးလို့ပါခန်းခန်းနာနာလို့တာပေါ့နော်တိုးတော့ဘယ်ဟာကအဓိကလဲဒါလေးကိုနည်းနည်းလေးစဉ်းစားရမှာပေါ့နော်အဲ့ဒါလေးကမြတ်စွာဘုရားပြောထားတဲ့စကားရှိတယ်အနှစ်နဲ့အကာကိုတဲ့ခွဲခွဲကြမ်းကြမ်းသိတဲ့သူမှအနှစ်ကိုယူနိုင်တယ်တဲ့အနှစ်နဲ့အကာကိုခွဲခွဲကြမ်းကြမ်းမသိတဲ့သူဟာအနှစ်ကိုရအောင်မယူနိုင်ဘူးတဲ့ဒါဒီစကားလေးကောင်းတယ်နော်ကိုအလှလုပ်ပြီးငွေကြေးများစွာအကုန်ကြခံပြီးတော့လုပ်ပြီးလှလိုက်လို့ရှိရင်ကိုလှတဲ့လုပ်ငန်းရဲ့တကယ်အနှစ်ကဘာလဲဆိုတာကိုအလှတကလှမှာတော့ဆွေတွေမျိုးတွေရရောအဲ့ဒါသိရမှာဗျနော်သိရမှာဘယ်ဟာကအနှစ်လဲဘယ်ဟာကအကာလဲဆိုတာကိုသိရမှာဒါတစ်ချက်နော်နောက်တစ်ချက်ကမြတ်စွာဘုရားဟောထားတဲ့တပ္ပုရိသဒါနသုတ်သူတော်ကောင်းတွေရဲ့အလှပေးနည်းဆိုတာဘုရားဟောတာရှိတယ်သူတော်ကောင်းတွေကအလှဘလို့ပေးတယ်လဲပေါ့နော်အဲ့ဒီမှာနီးတနီးပါတယ်ပြိုင်ပြီးတော့အနိုင်ရဖို့ဆိုတဲ့စိတ်ဓာတ်နဲ့မလှူရဘူးတဲ့အဲ့ဒီမှာလည်းတစ်ချက်ပါတယ်နော်အလှကိုပြိုင်ပြီးတော့နိုင်အောင်ဆိုပြီးတော့မလှူရဘူးတဲ့နော်ဒါလေးလည်းပဲတစ်ချက်ပေါ့ဒီနှစ်ချက်လည်းငါတို့စဉ်းစားကြည့်အောင်ဒါဘာကြောင့်ဘုန်းကြီးကပြောတာတုံးဆိုတော့ဘုန်းကြီးတို့ကိုတွေ့ပေါ့နော်ဘုန်းကြီးတို့အရက်မှာအလှတွေလှူကြလို့ရှိရင်ပြိုင်ကြတာတွေ့ရတယ်အဲ့တော့ဘယ်မှာသွားပြိုင်တာတုံးဆိုတော့တကယ်တော့အလှကိုပြိုင်တာမဟုတ်ပါဘူးဆိုင်နဲ့ဘိသိက်နဲ့ဝတ်သားဗလာကျွေးနိုင်လို့ရှိရင်ဒါအလှကြီးပေါ့နော်အလှကြီးဆိုတော့ဆိုင်ကိုလည်းပဲဘယ်ဆိုင်ကကောင်းတယ်ဆိုတာဟိုမလှခင်ကလေးကအဲ့ဒါလိုက်ဆုံးသွားတာဘိသိက်လည်းဘယ်ဘိသိက်ကကောင်းတယ်ဆိုတာလိုက်ဆုံးသွားပြီးတော့ဆိုင်အကောင်းသားနဲ့ဘိသိက်အကောင်းသားနဲ့မန္တရှင်အကောင်းသားနဲ့ကိုအရင်ငှားပြီးတော့ပြိုင်ကြတာတယောက်နဲ့တယောက်ပေါ့နော်အဲ့ဒီလိုသွားတွေ့ရတယ်နောက်အလှတစ်ခုဒါတော့မပြောတော့ပါဘူးဒီကြရတော့နော်အလှတစ်ခုကပထမကောင်ကလှူလိုက်တာမန္တလေးဆိုင်နဲ့မန္တလေးဘိသိက်နဲ့သူကလှူလိုက်တာလှူလိုက်တော့နောက်တစ်နေ့ကျတော့သူနဲ့ပြင်မဲ့ကောင်ကလှူတဲ့ခါကျတော့ရန်ကုန်ထိအောင်ဆင့်ငါတာဆိုင်ကိုနော်ဆိုင်နာမည်တော့စိန်စတင်းလားစိန်ဘိုးတင်လားတော့မသိဘူးနာမည်ကြီးပဲစိန်ဘိုးတင်နဲ့လှူကြတာဩအဲ့ကြတော့အပြိုင်ရတာလို့နော်ပြိုင်ပြီးတော့လှူကြတာတွေအဲ့ဒါလေးကိုသွားတွေ့ရတာပေါ့အဲ့ဒီကနေပြီးတော့အခုကျတော့မောင်ရှင်လောင်းလှဲ့တဲ့ဘက်ကိုခေတ်စားသွားပြီးတော့မောင်ရှင်လောင်းကိုအပြိုင်လှဲ့နေကြအဲ့ဒီတော့ဖြစ်နေတာအဲ့တော့ဒါတို့မြန်မာနိုင်ငံဘုရားဘာသာလောကရှင်ပြုအလှဟာအဲ့ဒီလိုကြီးအခြေအနေဖြစ်နေတယ်ဖြစ်နေတော့အဲ့ဒီဖြစ်တာကြီးကိုတော့ဘုန်းကြီးကအပြစ်မပြောဒါကတော့ခန်းခန်းနာနာလှုပ်တာဖြစ်တဲ့အတွက်လှုပ်တင်တယ်တိုးတော့အဲ့ဒီအကာတွေပဲများသွားလို့ရှိရင်တကယ်အနှစ်ကလွတ်သွားမှာဘုန်းကြီးအဲ့ဒါစိုးရိမ်တာနော်
အဲ့ဒါလွတ်သွားမှာကိုစိုးရင်နေတကယ်အနှစ်ကိုရအောင်ယူစီခြင်းနဲ့ကဲအဲ့ဒါကဒီကနေ့မြန်မာနိုင်ငံဘုရားဘာသာတွေရဲ့အလှူတွေရဲ့နည်းနည်းလေးလမ်းကြောင်းပြောင်းနေပုံမျိုးကိုဘုန်းကြီးကနမူနာပြောတာပါမြတ်စွာဘုရားကိုယ်တိုင်သူသားရာဟုလာကိုရှင်ပြုခဲ့တယ်ဒါအများသိပါတယ်နော်ဘုရားသူသားရာဟုလာလေး9နှစ်သားကိုရှင်ပြုပေးတာပဲလေနော်ကဲအဲ့ဒီတုန်းကဘယ်လိုပြုတယ်လဲဒါကြည့်ရမှာနော်ဘာပြုမြတ်စွာဘုရားသူသားလေးကိုရှင်ပြုတော့ကနန်းတော်တဲကိုမြတ်စွာဘုရားကဆွမ်းစားကြွတာအဲ့ဒီဆွမ်းစားအကြွမှာသူသားလေးနဲ့တွေ့ရတာငါကမတွေ့ရရာဟုလာတဲ့မွေးတဲ့နေ့ကလေးကသူကတောထွက်လာတာလေမပြန်မပြန်မင်းနဲ့9နှစ်ပြည့်မှပြန်တော့9နှစ်ပြည့်မှတွေ့ရတာအဲ့ဒီစတွေ့ရတဲ့နေ့မှာပဲရာဟုလာလေးကသူ့အဖေဆိုတာဖះကိုသိတဲ့အခါကျတော့ရင်းရင်းနှီးနှီးပဲဖះနာသွားထိုင်ပြီးတဲ့ဖះပြန်တဲ့အခါကျတော့ဖះသင်္ကန်းစာကင်ပြီးတော့နောက်ကနေကောက်နဲ့လိုက်လာရကနေပြီးတော့ကြောင်းထီအောင်ပါလာတာကြောင်းထီအောင်ပါလာတဲ့ပြီးတော့ရာဟုလာကဘာပြောတော့ဆိုတော့အမွေပေးပါလို့သူကတောင်းတာသူ့အဖေကိုအမွေပေးပါလို့တောင်းတဲ့အတွက်ကြောင်းရောက်တဲ့အခါကျတော့မြတ်စွာဘုရားကရှင်သာတိဗုဒ္ဓရာကိုခေါ်ပြီးတော့ပြောတာသာတိဗုဒ္ဓရာငါသားကတော့ငါ့ကိုအမွေတောင်းနေပြီငါမှပိုင်တဲ့အမွေငါပေးရတော့မှာပဲငါရဲ့အမွေဆိုတာကလည်းပဲသီလသမာဓိပညာဆိုတဲ့သိက္ခာသုံးပါးအကျင့်ပဲရှိတယ်ဒီသိက္ခာသုံးပါးအကျင့်ကိုငါသူ့ကိုပေးရတော့မှာပေးလို့ရှိရင်လူဝဲကြောင်နဲ့ငါပေးတဲ့သီလသမာဓိပညာဆိုတဲ့သိက္ခာသုံးပါးကိုသူယူလို့ရမှာမဟုတ်ဘူးရတော့မှအပြည့်စုံမယူနိုင်ဘူးသင်္ကန်းဝိပြီးတော့ယူမှသာလေငါပေးတဲ့အမွေဖြစ်တဲ့သီလသမာဓိပညာဆိုတဲ့သိက္ခာသုံးပါးအကျင့်ကိုသူပြပြဝဝရမှာဒါကြောင့်ငါသားကိုတဲ့ခေါင်းရိပ်ပြီးတော့သင်္ကန်းဝိပြီးလိုက်ဆိုပြီးတော့ခိုင်းလိုက်ရာကနေပြီးတော့ရှင်သာရိပုတ္တရာတို့ကခေါင်းရိပ်ပြီးတော့သင်္ကန်းဝိပြီးလိုက်ရာကနေပြီးတော့ရာဟုလာလေးကိုရင်ဖြစ်သွားတာဒါအများသိပါတယ်ဘုရားဘာသာတွေအားလုံးလေးပါသိပါတယ်အဲ့တော့မြတ်စွာဘုရားဘာလို့အဲ့ဒီလိုလှုပ်တာတုံးဆိုတာလေးကိုနည်းနည်းလေးစဉ်းစားရမယ်ဒါလေးကစာပေကမပြအောင်စာပေကမပြတဲ့အခါကျတော့ဘုန်းကြီးတွေလည်းပဲအဟောအပြောနည်းနေတယ်မြတ်စွာဘုရားကသူ့ကိုနောက်ကနေပြီးတော့အတုလိုက်စေခြင်းတဲ့သဘောရှိတယ်မင်းတို့အဲ့ဒါလေးကိုသတိထားလိုက်နော်ငါတော်မှငါသားကိုကိုရင်ဝိပေးသေးတာပဲမင်းတို့လည်းပဲမင်းတို့သားတွေကိုဝိပေးကြလို့ပါဇက်ကတော့မပြောတော့လည်းပဲပြောတဲ့ကဲ့သို့လှုပ်ပြလိုက်တာနမူနာလှုပ်ပြတာအဲ့တော့ဘုရားဘာသာဝင်ဖြစ်တဲ့တရားဓမ္မတွေကမိမိမှာသားယောက်ျားလေးရှိလို့ရှိရင်အဲ့ဒါလေးကိုသတိရရမယ်။အော်ငါတို့ဖရာတော်မှသူ့သားသင်္ကန်းဝတ်ပေးသေးတာငါတို့လည်းပဲငါတို့သားလေးသင်္ကန်းဝတ်ပေးမယ်ဟဲ့ဆိုတဲ့စိတ်ဓာတ်လေးနဲ့ကိုသားကိုဝတ်ပေးရမှာအဲ့ဒီစိတ်ဓာတ်နဲ့ဝတ်ပေးရမှာနော်ဖရာအတုလိုက်တာလေအတုလိုက်တာဟုတ်ပြီကဲဝတ်ပေးပြီဖရာဝတ်တော့ကဘယ်လိုဝတ်တော့ရာဟုလာလေးရှင်ပြူတော့ကမန္တထိုးတာလည်းမပါဘူးဆိုင်းပိတ်တွေလည်းမပါဘူးမောင်ရှလောင်းလှဲ့တာလည်းမပါဘူးဒီတိုင်းခေါင်းရိပ်ပြီးတော့သင်္ကန်းဝတ်ပေးလိုက်တာဒါဘာပြောချင်တာလုံးသိလားဖရာကတကယ်အနှစ်ကိုသိတဲ့ပုဂ္ဂိုလ်တကယ်အနှစ်ကိုသိတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်တကယ်အနှစ်ကိုယူပြလိုက်တာမင်းတို့အဲ့ဒါကမှအနှစ်လို့ပြောတာဟုတ်တော့လားမပြောတော့ဘာသာကတော့မပြောဘူးနော်မပြောပေမဲ့ကိုယ်သိရမှာပြောတာနော်ဖះကတော့မပြောဘူးမပြောပေမဲ့အနှစ်ကအဲ့ဒါပဲနော်သူသားလေးကိုခေါင်းရိပ်ပြီးတော့သင်္ကန်းဝတ်ပြီးတော့ကိုရင်ဝတ်ပေးလိုက်တာဟာဒါကမှအနှစ်အဲ့ဒီအနှစ်ကိုကိုကရအောင်လုပ်ရမှာသူအနှစ်ကိုအဓိကထားရမှာကြံလာတဲ့အကာတွေကိုသွားပြီးတော့အဓိကထားနေရမှာမဟုတ်ပါဘူးနော်ပို့လိုက်လို့ရှိရင်အကာတွေများသွားလို့ရှိရင်အနှစ်ကဖုံးပြီးတော့ပျောက်သွားတတ်တယ်သဘောရှိတယ်အဲ့တော့မြန်မာနိုင်ငံမှာအဲ့ဒါလေးကနည်းနည်းလေးတစ်မျိုးလမ်းကြောင်းပြောင်းနေတယ်တကယ်အနှစ်ကအနှစ်နေရမရောက်ဖဲနဲ့အကာကအနှစ်နေရရောက်နေတာတွေ့ရလို့ဒါလေးကိုပြောတာနော်ဒါလေးကိုပြောတာအဲ့ဒီတစ်ချက်သိပြီးတော့နောက်တစ်ချက်ဖယားကမပြောတော့လည်းပဲသိရမယ့်အချက်တစ်ချက်ရှိသေးတယ်အဲ့ဒါကဘာတုံးဆိုရင်မင်းတို့ဗုဒ္ဓဘာသာတရားဓမ္မတွေကကိုမွေးလာတဲ့သားလေးကိုမဖြစ်မနေရှင်ပြုပြီးတော့ပေးကြမယ်ဆိုရင်တဲ့ငါဖယားသာသနာမှာကိုရင်အဆက်မပြတ်ဘူးတဲ့အဲ့ဒါလေဖယားကတော့မပြောပေမဲ့ကိုသိရမှာဗျနော်
မင်းတို့မိသားစုတွေအားသားယောက်ျားလေးတွေမဖြစ်မနေရှင်ပြုတ်ပေးလို့ရှိရင်တို့ကိုရင်ရမယ်လေဟုတ်တယ်မဟုတ်လားဒီကရတာကိုရင်ကကိုရင်ကုံချမ်းကိုရတဲ့ရကအဲ့ဒီကပဲရှိတာမင်းတို့ဒီကပဲရှိတာလေအဲ့တော့မင်းတို့ရှင်တကာရှင်အမတွေကနေပြီးတော့ကိုသားလေးတွေကိုရှင်ပြုတ်ပေးမယ်ဆိုရင်ကိုရင်အဆက်မပြတ်ဘူးကိုရင်အဆက်မပြတ်ရင်ယဟန်အဆက်မပြတ်ဘူးယဟန်အဆက်မပြတ်လို့ရှိရင်ဒီယဟန်တွေကနေပြီးတော့ပရိယတ္တိစားပြီးသင်လိုက်လို့ရှိရင်ပရိယတ္တိလုံကအဆက်မပြတ်ဘူးပရိယတ္တိလုံကအဆက်မပြတ်ရင်ပฏิပတ်တိကျင့်စဉ်လည်းပဲအဆက်မပြတ်ဘူးဒါဆိုရင်သာသနာတည်တယ်လို့ခေါ်တယ်တေချာစဉ်းစားကြည့်နော်အဲ့ဒီအဆက်ပြတ်သွားရင်သာသနာကွယ်မှာဗျနော်သာသနာကွယ်တယ်ဆိုတာပฏิပတ်အကျင့်မကျင့်ကြတော့အခုအဲ့ဒါကလည်းအဲ့ဒီရောက်နည်းနည်းရောက်နေပြီလို့ပြောစာသင်ပြီးတော့မကျင့်လို့ရှိရင်အဲ့ဒါသူကလည်းပဲကွယ်မှာပဲနော်စာတော့သင်တယ်ပฏิပတ်မကျင့်ဘူးဆိုရင်မကျင့်ရင်တရားမရဘူးလေစာတတ်ရုံနဲ့တော့မရဘူးသူကစာတတ်အောင်တော့သင်ရမှာသင်ပြီးလို့ရှိရင်တတ်ပြီးဆိုရင်ကျင့်ရမှာကျင့်မှပฏิပတ်တိသာသနာကမကွယ်မှာနော်တခါစာတတ်အောင်လည်းမသင်ဘူးဆိုရင်သင်္ကန်းတော်ဝတ်တယ်စာတတ်အောင်မသင်ဘူးဆိုရင်လည်းပရိယတ္တိကကွယ်မှာဗျနော်အဲ့ဒီဟာတွေကိုသတိထားသင်နေဘုရားဘာသာတွေအကုန်လုံးမင်းတို့ဒါငါတို့နဲ့မဆိုင်ဘူးဘုန်းကြီးတွေလို့သွားမှမထင်နဲ့မင်းတို့လည်းပါတယ်မင်းတို့လည်းဆိုင်တယ်သာသနာမကွယ်အောင်ထိန်းတဲ့နေရာမှာလေအဲ့တော့ကိုရင်ဝိပိလိုက်လို့ရှိရင်ဒီကိုရင်ကစာသင်ပြီးတော့စာတတ်ပုဂ္ဂိုလ်ဖြစ်ရမှာအဲ့ဒီကိုရင်ကစာတတ်မှာဥစဉ်ကစာတတ်ဥစဉ်ရှိမှာစာတတ်တဲ့ဘုန်းကြီးစာတတ်တဲ့ဆရာတော်ကြီးဆိုတာဖြစ်လာမှာလေအဲ့ဒီလိုသင်လိုက်လို့ရှိရင်ပရိယတ္တိသာသနာမကွယ်ဘူးလေအဲ့လိုဆိုလို့ရှိရင်အဲ့ဒီပရိယနဲ့ပฏิပတ်သာသနာနှစ်ခုရှိတာကိုသာသနာတည်တယ်ခေါ်တာလေအဲ့ဒီပရိယပฏิပတ်လုပ်ငန်းကိုလုံးမဲ့သူကယဟန်ကိုရင်အဲ့ဒီယဟန်ဆိုတာကလည်းကိုရင်ကမှဖြစ်ရတာလေကိုရင်ကမှယဟန်ဖြစ်တာဆိုတော့ကိုရင်ကအဓိကသွားကြတယ်အဲ့ဒါကိုလည်းပဲဖះကတော့မပြောဘူးမပြောပေမဲ့လို့မင်းတို့တရားဓမ္မတွေကသိရမှာကဩမြတ်စွာဘုရားကသူ့သားတော်မှရှင်ပြုပေးခဲ့တာငါတို့လည်းပဲငါတို့သားကိုရှင်ပြုပေးမယ်ငါတို့သားလေးတွေကရှင်ပြုပေးမယ်ဆိုလို့ရှင်ဘုရားသာသနာမှာကိုရင်ဆိုတာအဆက်မပြတ်ဘူးကိုရင်အဆက်မပြတ်လို့အဲ့ဒီကိုရင်ကသာရဗေဒသင်လိုက်လို့ရှင်ပရိယတ္တိအဆက်မပြတ်ဘူးပရိယတ္တိအဆက်မပြတ်လို့ကြည့်မယ်ဆိုရင်ပฏิပတ်တိလည်းအဆက်မပြတ်ဘူးဒါဆိုရင်ငါတို့မြန်မာနိုင်ငံမှာသာသနာတည်တယ်လို့အဲ့ဒါမှကိုလှူရတဲ့အလှူဟာသာသနာတည်အောင်လို့လုပ်တဲ့လုပ်ငန်းတစ်ခုလို့တွေ့လားပေါ်လာတယ်နော်ကိုသားရှင်ပြုတဲ့လုပ်ငန်းကဘာလုပ်တာမသိလားသာသနာမကွယ်အောင်လို့လုပ်တာနော်သာသနာတည်အောင်လို့လုပ်တာလေအဲ့ဒါအနှစ်ဗျအဲ့ဒီအနှစ်ကိုရောက်အောင်ပို့ပါမှာဟုတ်နော်ဟိုဟာလေးနဲ့သွားပြီးတော့ရက်မထားဘူးအဲ့ဒီရှင်ပြုတယ်အဲ့ဒီမင်းတို့ဆင်ကြီးတွေနဲ့ပြုတာတွေအဲ့ဒီမြင်းကြီးတွေနဲ့ပြုတာလဲတွေနဲ့ပြုတာတွေကအဲ့ဒါဘယ်ရောက်သွားမှသိရကိုင်းတကယ်အချက်ကျတော့သူတို့မပါတော့ဘူးတွေ့လားနော်တကယ်ဟာမပါတော့ဘူးတကယ်ဟာကအဲ့ဒီဘုန်းကြီးပြောတဲ့အတိုင်းပဲအဲ့ဒီတိုင်းသွားရမှာတကယ်သာသနာတည်အောင်ဆိုရင်အဲ့ဒီတိုင်းလုပ်ရမှာအဲ့ဒါလေးကိုသိရမှာအဲ့ဒါလေးကိုသိပြီးတော့မှဩဒါဖះကတော့မှသူ့သားရှင်ပြုပြီးရှေ့ကနေနမူနာပြတာဖះပြတဲ့နမူနာကိုငါတို့ကလိုက်ခဲ့မှာလိုက်လို့ရှင်ဖះကလည်းပဲရှင်ပြုတဲ့အခါမှာအနှစ်နဲ့အကာကိုသိတဲ့အတွက်ဖះကအနှစ်သက်ကိုထုတ်ပြီးတော့ပြခဲ့တာနော်အကာကိုမပါဘူးပါလိုက်လို့ရှင်မင်းတို့ရောသွားမှာဆိုလို့ဖះမပြတာသူလည်းလုံနိုင်တာပေါ့ကွာဒီလိုလှူမနေဖះလည်းပဲနော်လုံမယ်ဆိုလုံနိုင်တယ်လေမင်းတို့စိန်တင်အများကြီးတက်လှူအောင်ဟုတ်လားဆင်အကောင်ထောင်ချီတော့သူလှူနေသေးတယ်မလှုပ်ဘူးလေအေးမလှုပ်ဘူးအဲ့ဒါသမင်္ဂလာပြတာမင်းတို့အကာမပြပဲနဲ့အနှစ်သက်ပြတာအဲ့ဒါလေးကိုသိပြီးတော့မှဒီကနေ့အလှူကိုလှူရမှာနော်ငါတို့အလှူဆိုတာတခြားမဟုတ်ဘူးသာသနာတည်အောင်လို့သာသနာတည်တဲ့လုပ်ငန်းကိုငါတို့လုပ်တာလို့သိလိုက်လို့ရှိရင်ကင်ဘလောက်ဝမ်းသာစရာကောင်းတော့နော်အေးအဲ့ဒါလေးနဲ့ဝမ်းမြောက်ဝမ်းသာရည်သေးချလှူရမှာနော်ကဲလို့ရည်စက်ွက်ကင်ပြီးတော့လိုက်ဆို